မိန်းကလေးတစ်ယောက်ဟာ CEO အမျိုးသားကိုတစ်ဖက်သက်ချစ်နေခဲ့တာ10နှစ်ရှိပါပြီ။ CEO ပြည်တော်ပြန်လာတဲ့သတင်းကိုမြင်တာနဲ့မိန်းကလေးကအလုပ်ကနေချက်ချင်းထွက်ပြီးသူ့ကိုလိုက်ရှာတော့တယ်။တိုက်ဆိုင်စွာနဲ့ပဲသူမရဲ့တငယ်ချင်းအရင်ကအိမ်ချမ်းမြေအကျိုးဆောင်တစ်ယောက်ဖြစ်နေခဲ့တယ်။တငယ်ချင်းက CEO ရဲ့အိမ်ဘေးနားမှာပဲအိမ်တစ်လုံးရအောင်ဓာတ်ရိုက်ကူညီပေးခဲ့တယ်။မိန်းကလေးကအထုပ်ပိုးတွေနဲ့အိမ်တစ်ထဲကိုဝင်သွားတဲ့အခါအိမ်ပြင်ဆင်တွေကယောက်ျားတစ်ယောက်နေတဲ့နေရာနဲ့တူနေတယ်လို့ခံစားမိပေမဲ့သူမကတော့အများကြီးမတွေးခဲ့ဘူး။ပြီးနောက်ရေချိုးဖို့အပေါ်ထက်ကိုတက်သွားခဲ့တယ်။ရေချိုးပြီးနောက်ရေချိုးသွားပါဆိုးတစ်ထည်ထဲပတ်ပြီးအောက်ထပ်ဆင်းလာတဲ့အခါမှာတော့ CEO ကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်လုံးအံ့ဩတကြီးနဲ့တယောက်ကိုတယောက်စိုက်ကြည့်နေကြတယ်။အဲ့ဒီတော့မှမိန်းကလေးကဒါဟာသူမမှားထားတဲ့အိမ်မဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားတာပါ။သူမကအနေခက်တာကိုဖြေဖျောက်ဖို့စူးစမ်းနေတော့မှပဲသူမကိုယ်ပေါ်ကရေချိုးသွားပါဆိုးကရုတ်တရက်ပြုတ်ကျသွားခဲ့တယ်။ CEO ကချက်ချင်းပဲမျက်နှာလွှဲလိုက်ပြီးမိန်းကလေးကလည်းအမြန်ပဲပြန်ကောက်ယူလိုက်ရတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကတက်တီမွေးပြီး CEO ကိုညစာစားဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ CEO ရဲ့သဘောထားကအယမ်းကိုအေးဆက်နေခဲ့တယ်။သူမကိုအိမ်ကနေအမြန်ထွက်သွားဖို့တောင်နှင်ထုတ်ခဲ့တာပါ။မိန်းကလေးလည်းအလောတကြီးထွက်လာခဲ့ရတော့တယ်။နောက်နေ့မှာတော့ CEO ရဲ့အိမ်တကားဝမှာမိန်းကလေးကထပ်ပြီးဝေးလေလုပ်နေပြန်တယ်။သူအိမ်ထဲကထွက်လာတာကိုမြင်တာနဲ့သူမကခြေချင်းဝှက်လဲသွားတယ်လို့မျိုးတမင်ဟန်ဆောင်လိုက်တယ်။ပြီးတော့ CEO ရဲ့ပခုံးပေါ်ကိုခေါင်းမိလိုက်တာပေါ့။ဒါပေမဲ့ CEO ကဒါဟာတမင်လောက်တာမှန်းသိနေတာကြောင့်သူမကိုပို့ပြီးတော့တောင်ညှင်းဆန်ခဲ့သေးတယ်။သူကပေါ့ပြက်ပြက်ယောက်ျားတစ်ယောက်မဟုတ်ဘူးလို့တီတီတက်တက်ပြောခဲ့ပေမဲ့မိန်းကလေးကတော့သူဘာလို့ဒီလိုပြောတာလဲဆိုတာနားမလည်ခဲ့ဘူး။အဲ့ဒီနောက် CEO ကသူမကိုတွန်းထုတ်ပြီးထွက်သွားခဲ့တယ်။အချိန်ချင်းရှုံးနေခဲ့ပေမဲ့မိန်းကလေးကအားကစားရုံမှာ CEO ကိုထပ်သွားရှာပြန်တယ်။သူမကတော့အားကစားလုပ်ဖို့လာတယ်လို့မျိုးဟန်ဆောင်နေတော့မှာပဲ။မိန်းကလေးကစိတ်ထဲမှာတော့ဒီယောက်ျားနဲ့အတူရှိနေရမယ်လို့ပြက်ပြက်တသားဆုံးဖြတ်ထားလိုက်ပါပြီ။